မိသားစုရေးရာစီးပွားရေးရာသူမအကုန်လုံးတာဝန်ယူနေရလို့ပြပန်းနေပြီဖြစ်ကြောင်းရှင်းဖွင့်လာတဲ့ပို့ကြောင့်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့မိသားစုတွေရောမိသားစုစီးပွားရေးတွေရောသူမအကုန်တာဝန်ယူထားရလို့ညမိတ်နိုင်တဲ့အထိပြပန်းတဲ့နေ့တွေရှိခဲ့ကြောင်းရှင်းဖွင့်ပြောဆိုလာတဲ့ပို့ကြရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မင်းသမီးပိုးကြပြုခင်ကတော့ခင်မောဖြစ်သူရဲ့သားသမီးတွေကိုစောက်ရှောက်တဲ့အပိုင်းမှာရောမိသားစုတစ်ခုလုံးကိုစစ်စီလုံးလုံးချစ်ချစ်ခင်ခင်နဲ့ရှိလာအောင်ပြောထောင်ပေးတဲ့အပိုင်းမှာရောမိသားစုစီးပွားရေးပိုင်းမှာရောအရာအလုပ်ကိုသူနေရာသူအောင်မြင်နေအောင်လှုပ်ဆောင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူမကမိုးစိုးကိုကလေးဖေကိုငွေမက်လို့ရှူရဲဆိုတဲ့ဝေဖန်ပြောဆိုခံရမှုတွေကြားမှာသူမကဒီလိုမိသားစုတစ်ခုလုံးစင်ပြေချုံးမွေနေအောင်စ조사လှုပ်ဆောင်ပြထားခဲ့တာပါ။သူမဘက်ကစစ်မှန်တဲ့မိခင်မြတ်တာတွေပေးခဲ့လို့ခင်မွန်းဖြစ်သူရဲ့ကလေးတွေရဲ့လေးစားမှုနဲ့ချစ်ခင်ခြင်းမြတ်တာတွေကိုပြန်လည်ရရှိခဲ့တယ်လို့အိမ်ရဲ့စီးပွားရေးပိုင်းမှာလည်းခင်မွန်းဖြစ်သူရဲ့တာဝန်ပေးမှုကြောင့်သူမသာတာဝန်ယူဦးစီးနေခဲ့တာလည်းဖြစ်ပါတယ်။ပိုးချဟာအခုချိန်မှာသူမရဲ့ဒုတိယမြောက်ကိုဝင်ကိုစောင့်ထားရတာဖြစ်ပြီးတော့ဒီလိုကိုဝင်ကြီးနဲ့မှတောင်မှအဲ့ရထဲမှာလဲနေပြီလို့အပြောခံရကြောင်းသူမရဲ့ဖြစ်ကိုရင်ဖွင့်တင်မှုတာလည်းဖြစ်ပါတယ်။အခုတစ်ခါမှလည်းပိုးချဟာငန်းလေးမှာသူမတို့မိသားစုဆင်ရွှေနာဆိုင်ကြီးပျက်စီးခဲ့ရတဲ့အတွက်ပြန်လည်ပြုပြင်မှုတွေလုပ်ဆင်ခါမှာဆိုင်ကိုပိတ်ထားရတဲ့အတွက်သူမအနေနဲ့မိသားစုစီးပွားရေးအတွက်စိတ်ဝင်ပူပန်မှုတွေဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်ရတာတွေကလေးတွေတဲ့ထွေးသိမ်းစဉ်းစားပြီးတော့နေရတာတွေကသူမကိုများစွာစိတ်ပင်ပန်းစေပြီးညတွေအိတ်မပြောတဲ့အထိဒီစိတ်တွေနဲ့ဖိစီးနေခဲ့တာကြောင့်အခုလိုရှင်ဖွင့်ပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။စိုင်ပြန်ဖွင့်ရင်စင်ပြေပါမလားဆိုတဲ့စိုးရင်စိတ်တွေဘလို့ဆက်ကြိုးစားမယ်ဆိုတာရဲ့ဘလို့စီစဉ်ရမယ်ဆိုတာလဲတွေးရင်နဲ့စေးတောက်ဖို့မေ့ထမင်းစားဖို့မေ့ညတောင်မှမအိပ်နိုင်မနဲ့ဖြတ်တန်းရတာအခုဆိုရင်စိုင်ဖွင့်ရက်9ရက်မြောက်သွားပြီထင်မထားလောက်အောင်အားပေးကြတဲ့ချစ်ကပ်ကားများကြောင့်စိတ်ချမ်းသာပြီးတော့စိတ်ချရပြီဆိုပြီးစိတ်ကိုလွတ်ချလိုက်တာအခုတော့လူရောစိတ်ရောနေမကောင်းဖြစ်သွားပြီအလုပ်ပေါ်ထားတဲ့ကိုယ့်ရဲ့လောဘနဲ့ယောက်ျားနဲ့ကလေးတွေအတွက်စူးစမ်းမယ်ဆိုတဲ့စိတ်ကြီးကတော်တော်ပင်ပန်းစရာပဲဆိုကမိသားစုတစ်ခုလုံးအတွက်သူမှစူးစမ်းနေရတဲ့အကြောင်းကိုဖွင့်ရလာခဲ့တာပဲဖြစ်ပါတယ်သူမအနေနဲ့ကိုဝင်ကြီးနဲ့ချိန်တောင်မှခင်မိုးဖြစ်သူရဲ့မိသားစုအပေါ်မှာပိတ်ဆက်မှုကတော့တကယ်ကိုမှလေးစားစရာပါပဲနော်ပိုးချဟာဒုတိယကိုဝင်မှာလည်းယောက်ျားလေးဖြစ်တဲ့အတွက်စေဦးရဲ့ညီလေးဖြစ်လာမယ့်ကလေးလေးကိုရွှေဦးလိုပေးထားပြီးတော့သူများမိသားစုတွေလိုမဟုတ်ပဲကလေးတွေအများကြီးပြုထောင်အောင်မှဖြစ်တဲ့အတွက်သူမအနေနဲ့အခုအခြေအနေထက်ပိုပြီးတော့အများကြီးစူးစမ်းသွားရအောင်မှဖြစ်ကြောင်းစီးပွားရေးတွေများစွာခုထက်ပိုချက်တွင်ကပတ်စံတွေဒီထက်ရှာနိုင်အောင်စူးစမ်းအောင်မှဖြစ်ကြောင်းသူမရဲ့ဘဝကိုဒီမိသားစုတိုးတက်ချမ်းသာရေးအတွက်သာပေးဆက်ထားကြောင်းချပြပြောဆိုခဲ့တာပါပရိသတ်တရားတော့အတိတ်ကံပါလာရင်ရှောင်လဲလို့မရဘူးအပြိုလေးလည်းဖြစ်မင်းသမီးလည်းဖြစ်နေပေမဲ့ဒီမိသားစုတွေသူမရောက်လာတာအဖြစ်ကံတက်တက်လိုပဲခံစားနေရတယ်။ကိုယ့်ရဲ့ဝမ်းနဲ့လွယ်မမေးရတဲ့ကလေးတွေပေါ်မှာတောင်မှသူ့ရဲ့တာဝန်ယူခြင်းစိတ်ကအပြည့်ပါပဲ။ဒါဟာတကယ့်ကိုမှချီးကျူးစရာပါ။တစ်ဖက်ကကြည့်ရင်မိခင်မြတ်တာငတ်နေတဲ့ကလေးတွေရဲ့ဘဝကိုကယ်တင်ပေးခဲ့တာကုသိုလ်တွေလည်းအများကြီးရလာပါတယ်ဆိုကဝင်ရောက်မှတ်ချက်ပြုပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောမိသားစုတွေရောစီးပွားရေးမှာရောအကုန်တာဝန်ယူလှုပ်ဆောင်နေရတဲ့ပိုးကြရဲ့ဖြစ်ကိုဘလို့ထင်မိလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်။